ပူလိုက်အိုက်လိုက်တာကွာနေရလဲပူလို့ကောင်းနေရလဲကြိုက်တာကောင်းလို့မကြည့်ဘူးအန်ကျင်းတော့မူးနေရ အဲ့ဒါလေးရှူလိုက်ပါ ခေါင်းကြိုက်နေရ ခေါင်းကြိုက်လဲဟဲ့လိုလေးရှူလိုက်မူးပြီးတော့ဆူရှပြီးတော့လေအဲ့ဒါမှမွေးပြီးတော့လေခေါင်းလေးကိုမူးပြေးပြီးကြည့်ကျမကတော့ခေါင်းကြိုက်အဲ့ဒါလေးရှူလိုက် ဟုတ်တယ်နော် အဲ့ဒါလေးရမ်းကြိုက်တယ် တော်တော်ကောင်းတယ်နော် မူးပြီးခေါင်းကိုကြည်သွားတာအထက်လိုက်ပြီးလိုက်ရှူလိုက်ပြီးရှူလိုက် ရွှေဘော်ကျွန်းကိုလက်ရှိအသုံးပြုနေတဲ့တီရှယ်ကြီးတယောက်ကရွှေဘော်ကျွန်းရဲ့ပန်းစုံရနံကတိုးထဲရောက်သွားပြီးတော့အနံ့ကချွတ်ချွတ်လေးပဲနှာခေါင်းလေးကနေမှလန်းဆန်းသွားတဲ့ခံစားချက်မျိုးကိုရရှိရတဲ့အတွက်မရှိမဖြစ်အမြဲတမ်းရှူနေရဆိုပြီးတော့ review လေးပေးထားပါတယ်။ဘာကြောင့်လန်းဆန်းသွားတာလဲဆိုတော့ရွှေဘော်ကျွန်းမှာပါတဲ့တဘာဝအစီနဲ့ essential oil ကဆရာတို့ရဲ့အာယုံခံအာယုံကြော olfactory nerve တွေကနေမှတစ်ဆင့်စိတ်ခံစားမှုကိုထိန်းချုပ်တဲ့အုံနောက်အပိုင်းစီစက္ကန့်မှအတွင်းရောက်ရှိသွားတာပါဓာတုပစ္စည်းလုံးဝမပါတဲ့အတွက်အာကောင်၆တာမျိုးမဟုတ်ဘဲနဲ့စိတ်ကိုတကယ်ကို relax ဖြစ်စေပါတယ်ရွှေဘော်ကျွန်းမှာကဓာတုဗေဒပစ္စည်းတွေထက်ပန်းပေါင်းစုံတစ်ဖူတွေရဲ့တဘာဝရနံ့ကိုပဲအဓိကထားပြီးထုတ်လုပ်ထားပါတယ်ကဲနေပူပူမှာစိတ်လန်းဆန်းမှုအတွက်အချစ်တော်ရွှေဘော်ကျွန်းလေးကိုအမြင်ဆောင်ထားလိုက်ပါ